တုတ်တန်ကျမ်းအခန်းကြီး၈ဉာဏ်ပညာသည်ခေါ်၍မိမိအတန်ကိုလွှင့်သည်မဟုတ်လောမြင့်သောအရက်ထိတ်၌၎င်းလန်ခီအနား၌၎င်းရက်နေကြီးသောတကားဝမြို့တကားအိမ်တကားဝမှာကြွေးကြော်၍အချင်းလူတို့တင်တို့အားငါခေါ်၏လူသားတို့အားအတန်ကိုငါလွှင့်၏ဉာဏ်တိမ်သောသူတို့ပညာတရားကိုနားလေကြလော့လူမိုက်တို့ထိုးထွင်းသောဉာဏ်ရှိကြလော့နားထောင်ကြမြတ်သောစကားကိုငါပြောမည်မှန်သောတရားစကားကိုငါနှုတ်မြွက်မည်ငါနှုတ်ထွက်စကားသည်တမန်တရားနှင့်သာဆိုင်၍ငါနှုတ်ခမ်းတို့သည်ဒုစရိုက်ကိုဆက်ဆုပ်ယွန်ရှာ၏ငါဟောပြောသမျှသောစကားတို့သည်ဖြောင့်မတ်၍ကောက်သောသဘောဖောက်ပြန်သောသဘောနှင့်ကင်းစင်ကြ၏နားလေသောသူ၌အလုံးစုံရှင်းလင်း၍ပညာကိုရသောသူတို့အားဟုတ်မှန်ကြ၏ငွေအရင်ငါနီးကို၎င်းမြတ်သောရွှေအရင်ပညာအတက်ကို၎င်းခံယူကြလော့အကြောင်းမူကားပညာသည်ဗရမ ्या ထက်သာ၍မြတ်၏နှစ်သက်ဖွယ်သမျှသောအရာတို့သည်ထိုယရနာကိုမပြိုင်နိုင်ကြငါဉာဏ်ပညာသည်တမာတတိနှင့်ပေါင်း၍လိမ္မာသောသိပ္ပံအတတ်များကိုဖော်တတ်၏ထာဝရဘုရားကိုကြောက်ရွံ့သောသဘောကဒုစရိုက်ကိုမုန်းသောသဘောသည်မာနထောင်လွှားခြင်းစော်ကားခြင်းမကောင်းသောလမ်းသို့လိုက်ခြင်းကောက်သောစကားဖြင့်ပြောဆိုခြင်းစီစီတော်မူသောအခါငါသည်ကျွေးမွေးတော်မူသောသားကဲ့သို့အထံတော်ပါတွင်နေ၍အစင်မပြတ်မွေ့လျော်တော်မူရာဖြစ်၏ရှေ့တော်၌အစင်မပြတ်ကစားလျက်ဖန်ဆင်းတော်မူသောမြေကြီးတစ်ပြင်လုံးတွင်ရှင်လန်းလျက်လူသားတို့နှင့်ပေါင်းဖော်၍ပျော်ပါလျက်နေ၏တို့ဖြစ်၍ငါသားတို့ငါစကားကိုနားထောင်ကြလော့ငါ၏လမ်းများကိုစောင့်ရှောက်သောသူတို့သည်မင်္ဂလာရှိကြ၏ငါဆုံးမခြင်းကိုမပယ်ကြနှင့်နားထောင်၍ပညာရှိကြလော့ငါစကားကိုကြား၍ငါတကားနားမှနေ့တိုင်းစောင့်လျက်တကားတိုင်းနားမှမျောလင့်လျက်နေသောသူသည်မင်္ဂလာရှိ၏ငါကိုရှာ၍တွေ့သောသူသည်အသက်ကိုတွေ့၏ထာဝရဘုရား၏ကျေးဇူးတော်ကိုလည်းခံရ၏ငါကိုပြစ်မှားသောသူမူကားမိမိအသက်ဝိညာဉ်ကိုပြစ်မှား၏ငါကိုမုန်းသောသူအပေါင်းတို့သည်တည်ခြင်းကိုချစ်ကြ၏အာမင်